ဇနီးမောင်နှံနှစ်ဦးဟာကလေးထိန်မလေးတယောက်ကိုငှားရမ်းခဲ့ကြပါတယ်ဒါပေမဲ့သူမဂယူးဆိုင်ရမယ့်အရာကအယုတ်တရုတ်တာဖြစ်ပါတယ်သူတို့ရဲ့ရင်သွေးလေးတည်ဆုံးသွားခဲ့ပြီးနောက်ဇနီးဖြစ်သူဟာစိတ်မကြမ်းမမာဖြစ်သွားခဲ့တာကြောင့်ဒီအယုတ်ကိုဝယ်ပေးခဲ့ကြရတာပါဇနီးဖြစ်သူဟာအယုတ်ကိုမြင်တာနဲ့စိတ်ချနေပုံမှန်ပြန်ဖြစ်သွားပြီးကလေးစစ်တယောက်လိုပြုစုဆောင်ရှောက်ပါတော့တယ်သူမဟာကလေးထိန်လျှောက်ထားသူအများပြားတဲ့ကမှဒီမိန်းကလေးကိုတေချာရွေးချယ်ခဲ့တာပါခင်မုန်းဖြစ်သူကတော့ဒီထူးဆန်းတဲ့အလုပ်အကြောင်းကိုကလေးထိန်မလေးကိုဘယ်လိုရှင်းပြရမလဲဆိုတာအကြက်ရိုက်နေခဲ့ပါတယ်ဒါပေမဲ့ကလေးထိန်မလေးကတော့ဇနီးဖြစ်သူထက်တောင်ပိုပြီးလေးနက်ထားကဒီအယုတ်ကိုကလေးစစ်လို့ယုံကြည်နေုံရပြီးအလုပ်ထဲကိုချက်ချင်းစီးဝင်သွားပါတယ်ဘာမှမဖြစ်ပါဘူးကျမဂျယ်ရီကိုလမ်းလျှောက်ဖို့ခေါ်သွားရမယ့်အချိန်ရောက်ပြီလို့ပြောပြီးအယုတ်ကိုချီကအပြင်ထွက်သွားပါတယ်ဇနီးဖြစ်သူကတော့ကလေးထိန်မလေးရဲ့လှုပ်ဆောင်ချက်တွေကိုသဘောကျပြီးအလုပ်ကိုစိတ်အေးလက်အေးသွားနိုင်ခဲ့ပါတယ်အလုပ်ကပြန်လာတိုင်းပထမဆုံးလုပ်တဲ့အလုပ်ကတော့အယုတ်ကိုပုံပြင်ဖက်ပြတာပါပဲဒီလိုမျိုးယူးကြောင်အပြုအမူတွေကိုခင်မုန်းဖြစ်သူကတော့စိတ်မတက်မတာနဲ့ပဲလိုက်ရောနေရပါတယ်အချိန်ကြာလာတာနဲ့အမျှခင်မုန်းဖြစ်သူဟာဒီစိတ်တန်ရာကိုဆက်ပြီးမတောင့်ခံနိုင်တော့ပါဘူးသူကကလေးထိန်မလေးကိုဇနီးရှိမနေတဲ့အချိန်မှာဒီအယုတ်ကိုကလေးတယောက်လိုဆက်ဆံနေဖို့မလိုပါဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ကလေးထိန်မလေးကဒါကလေးစစ်လေလို့ပြန်ပြောလိုက်တဲ့အခါမှာတော့ကြောကျန်းသွားပါတော့တယ်ဒီကလေးထိန်မလေးဟာပုံမှန်မဟုတ်ဘူးလို့စတင်တန်တရားဝင်လာပြီးသူမရဲ့ခီးဆောင်အိတ်တွေကိုတိတ်တဆိတ်စတင်ရှာဖွေပါတော့တယ်